ဒီတော်လှန်ရေးမှာရှင်းရှင်းပြောရရင်တော့ပုံမှန်လေးဝေဖန် UNG ရဲ့ထောက်ပို့ကဏ္ဍကိုင်တွယ်မှုမှာတော်တော်ညံ့ပြင်းတယ်လို့ကျွန်တော်တို့ဝေဖန်ချင်ပါတယ်ဒါပုံမှန်လေးပြောတာဥပမာကျွန်တော်ပြောပြမယ်ထောက်ပို့တယောက်ခိုးနေပြီအဲ့ခိုးနေတဲ့ထောက်ပို့ UNG ရဲ့ဥပဒေအကြောင်းအရဖန်စီထောင်ချရေးယူလာလို့စသဖြင့်ဥပဒေအကြောင်းအရလုပ်ခွင့်မရှိနိုင်နေတယ်လူမှုရေးရဒူဒီအပြည့်အဝလုပ်ခွင့်ရှိပါတယ်နော်အဲ့တော့ဘယ်သူဥဆောင်တဲ့ဘယ်ထောက်ပို့အဖွဲ့ပြည်သူအားလုံးမြင်အောင်စစ်တမ်းတွေဝင်ပေးပါကျွန်တော်တို့ဖွဲ့လဲထောက်ပို့ပါဝင်ပေးပါကျွန်တော်တို့လည်းဘလို့လုပ်လဲတလားတာမင်းတို့ငွေဘလောက်ရတယ်ဘလို့စီမံတယ်ဘလို့ခံခွဲတယ်ဘလို့ပို့ဆောင်တယ်ဘလို့အတုံးချတယ်စသဖြင့်စစ်တမ်းမှာမူမမှန်တဲ့အဖွဲ့အစည်းရှိတာတတိပေးပါပြင်ဆင်ခိုင်းပါရှင်းတန်းထုတ်ခိုင်းပါပြင်ဆင်လို့မရအောင်တတိပေးလို့မရအောင်ကိုထင်ရကိုလုပ်နေမယ်အမိဘက်စရင်ကျင်ညာပေးလိုက်ပါပြည်သူကဆုံးဖြတ်သွားလိုက်ရှင်းရှင်းလေးလွယ်လွယ်လေးပါအဲ့တော့အမုန်းမခံချင်တာလားတာဝန်မယူချင်တာလားမသိဘူးအဲ့လိုလုပ်ရက်တွေမလုပ်ဘဲထားတော့ကိုကျိုးရှာတဲ့လူတွေပေါ်လာတယ်ကိုကျိုးရှာတဲ့လူတွေပေါ်လာတဲ့အတွက်ဘာဖြစ်လဲဆုံးရှုံးမှုပါနံပါတ်1တကယ်ဘဝတွေစုံပြီးလုပ်နေရတဲ့ထောက်ဖို့တွေကစိတ်သက်ကြတယ်နံပါတ်2ကိုညီထောက်ပံ့နေတဲ့ကျွန်တော်တို့ပြည်သူတွေကအားရင်နေဖြစ်လာတယ်ငါပေးလိုက်တဲ့ပတ်စံဘယ်ရောက်လို့ရောက်မှန်းမသိကြောက်သွားလိုက်ကွာမလို့ထည့်တယ်ဒီလူထည့်တယ်ကိုစီကိုထည့်တယ်ငါထည့်လိုက်တဲ့ပတ်စံဘယ်ရောက်မှန်းမသိသွားပြီအဲ့တော့ဒီဘက်မှာရောက်နေတဲ့အဲ့တော့ပြည်သူတယောက်ကစိတ်သက်ကြသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အင်အားတွေကစုပ်ယုပ်သွားပြီဒါတွေကအရန်နစ်နာတယ်ဒါကြောင့်မလို့ထောက်ဖို့ခန္ဓာကိုဖြစ်နိုင်စနစ်တကျလေးတွားစေချင်တယ်ကျွန်တော်တို့ PSD network ဆိုတဲ့စနစ်ကိုတည်ဆောက်ခဲ့တာဆိုတော့အဲ့ဒါလိုမျိုးဘယ်ကောင်မှခိုးလို့မရအောင်နောက်တစ်ခုကလူတူတယောက်ကိုအားကိုးပြီးတွားလို့ရတဲ့စနစ်မဖြစ်အောင်ကျွန်တော်တို့ PSD ကိုကြိုတင်တည်ဆောက်ခဲ့တာပါ